chuyện bê lôတိုင်းတစ်ပါမြေမှာဝေးရမြေဆုံးခွာမိသားစုနဲ့ဝေးဝမ်းရင်တွေရုံးကန်ပြန်ကျင်တဲ့စိတ်ကိုဖြေကကျမပေး